အားလုံးပဲမင်္ဂလာပါ sharing မိုင်စင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် PG ကနေ PV ကိုချိန်တဲ့အခါမှာပုံမှန်ဆိုရင်မြန်မာနိုင်ငံရဲ့ passport တက်တန်းက9နှစ်ရတယ်ပေါ့နော်ဘယ် passport မျိုးစားမဆို9နှစ်ရတယ်ဒါပေမဲ့အခု PG ကနေ PV ကိုချိန်တဲ့အခါမှာတစ်နှစ်ပဲဘာကြောင့်ရရတာလဲ9နှစ်ကောမရနိုင်ဘူးလားအဲ့တော့တစ်နှစ်ပဲဘာကြောင့်ရရတဲ့အကြောင်းကိုရင်ရှင်းပြပေးမယ်တစ်နှစ်ပဲရရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့သွားမယ့်နိုင်ငံရဲ့လေရင်အသွားပြန်လက်မှတ်မပြနိုင်လို့ပဲဖြစ်ပါတယ်9နှစ်ရကျင်နေဆိုရင်တော့အသွားကိုသွားမယ့်နိုင်ငံရဲ့လေရင်အသွားပြန်လက်မှတ်ပြမယ်ဆိုရင်တော့9နှစ်ရပါတယ်အဲ့တော့အခု PJ to PV တွေကရန်ကုန်မှာချိန်ပေးနေပါပြီတကယ်လဲဆက်လက်ထွက်ပါတယ်ချိန်ပေးနေပါတယ်တကယ်လဲချိန်ပေးနေပါတယ်အဲ့တော့တချို့တွေကချိန်လို့မရဘူးအရင်တော့ဟုတ်မယ်ကျွန်တော်တို့ PJ တက်တန်းကုန်ပြီးမှ PV ချိန်လို့ရမှာဟုတ်ပေမဲ့အခုကတော့တကယ်ချိန်လို့ရပါတယ်ယုံတဲ့လူလည်းရှိတယ်မယုံတဲ့လူလည်းရှိတယ်အဲ့တော့မယုံတဲ့လူတွေတော့တခုတော့ပြောပြီးမယ်တကယ်ချိန်လို့ရပါတယ်အခုဒါကျွန်တော်ပြထားတဲ့2ယောက်ကဒီနေ့ပဲရန်ကုန် passport ရုံးမှာကျွန်တော်ရဲ့ဝန်ဆောင်မှုနဲ့ယူပြီးတော့ရုံးဝင်ပြီးတော့14ရသွားတာပါတယောက်ကတော့တစ်နှစ်ရသွားတယ်ဒီတယောက်ကတော့9နှစ်ရသွားပါတယ်အဲ့တော့လက်ထဲမှာ PJ ကင်ထားတဲ့လူတွေက PV ယခုချိန်မှာချိန်နေတယ်ဆိုချိန်လို့ကောင်းဆုံးအချိန်ဖြစ်နေပါတယ်ကျွန်တော်တို့ရုံးလင်းဝန်ဆောင်မှုနဲ့အတူကြူဝါရတဲ့ဝန်ဆောင်မှုအကုန်လုံး14ရတဲ့အထိအာမခံပြီးတော့လုပ်ပေးနေတယ်ကိုယ်စီမှာအမှမဟုတ်ဘူးတခြားစီမှာအဲ့လိုလည်းရတယ်ဒါပေမဲ့ကျွန်တော်က knowledge အနေနဲ့ share ပြီးတော့ပြောပြပေးတာ PJ to PV ချိန်မယ်ဆိုရင်လက်ရှိ PJ သက်တမ်းက2နှစ်တက်အထက်ဖြစ်နေတယ်ဆိုရင်တော့ရန်ကုန်ရုံးမှာရုံးဝင်တဲ့အခါမှာဒဏ်ကြီး9600ဆောင်ရမယ်2နှစ်တက်အောက်သက်တမ်းကျန်နေဆိုတော့ဒဏ်ကြီးဆောင်ရမလို့ဘူးပြီးတော့လက်ကိုကင်ထားတဲ့ PJ စာအုပ်ကတခြားနိုင်ငံကိုထွက်ပြီးတော့အလုပ်လုပ်ဖူးတယ်ဆိုရင်အခွန်ဆောင်ရမယ်မလုပ်ဘူးဆိုရင်တော့ဆောင်ရမလို့ဘူးပေါ့နော်အဲ့တော့9နှစ်ရကျင်တယ်ဆိုရင်လေရင်လက်မှတ်အသွားပြန်ဝယ်လိုက်ပါလေရင်လက်မှတ်အသွားပြန်ရှိတယ်ဆိုရင်ရုံးဝင်နေရလို့ရှိရင်9နှစ်ရပါလိမ့်မယ်9နှစ်ရတဲ့ဆက်လက်ထွက်လာပါလိမ့်မယ်ဒီအခုကျွန်တော်ဒီပြထားတဲ့ first step passport one stop စာပေမှာကျွန်တော်ရဲ့ page ပဲဖြစ်ပါတယ်အဲ့တော့ passport ကို PG ကနေ PV ပဲဖြစ်ဖြစ် PG ကနေ PE အသေးလျှောက်တက်တန်းတို့အပြောက်အကုန်လုံးဝန်ဆောင်မှု one stop စာပေအနေနဲ့ပေးနေပါတယ်အာမခံချက်အနေနဲ့ပေးနေပါတယ်passport နဲ့ပတ်သက်ပြီးတော့တည်ကျင်တာတွေရှိတယ်ဆိုရင်တော့ကျွန်တော်ပေးမှာပဲလာမေးပေးပါဒီ TikTok မှာမေးတဲ့ message တွေကိုကျွန်တော်အကုန်လုံးတော့မပြန်နဲ့ဒါပေမဲ့အရင်များလာတဲ့ခါကျရင်ကျွန်တော်မပြန်နိုင်ဘူးဒါကလေကျွန်တော်ပုံမှန်လင်းလင်းပြောတာပေါ့နော်တကယ်မပြန်နိုင်ဘူးဒီပေးကနေပဲလာပြောပေးပါကျွန်တော်ပေးမှာတော့ admin 2ယောက်ရှိမယ်ကျွန်တော်အပါဝင်နောက်တစ်ယောက်2ယောက်ရှိမယ်ပေါ့နော်အဲ့တော့ PJ to PV ပြောင်းကျင်တဲ့လူတွေကလက်ရှိကတကယ်ပြောင်းလို့ကောင်းတဲ့အနေအထားအချိန်ကာလဖြစ်တယ်အဲ့တော့ဘာအောင်မှစောင့်မနေပဲနဲ့ပြောင်းထားတင်တယ်လို့ကျွန်တော်ထင်တယ်ဒီ passport နဲ့ပတ်သက်ပြီးသိချင်တာပဲဖြစ်ဖြစ်တခြား visa ကိစ္စတွေသိချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဒီ comment အောက်မှာလည်းမှန်ခဲ့လို့ရတယ်မက်ဆေ့ချ်ကနေလည်းလာမေးလို့ရတယ်ပေါ့နော်ကျွန်တော်ကကိုပေးတဲ့ဝန်ဆောင်မှုမှမဟုတ်ဘဲနဲ့တခြားအကြောင်းအရာတွေသိချင်တာရှိတယ်ဆိုလဲကျွန်တော်အနေနဲ့အားတာနဲ့တခါတည်းဝင်ဖြေပေးတယ်အဲ့တော့ကျွန်တော်တင်နေတဲ့ဗီဒီယိုတွေကလူကြီးမင်းတို့အတွက်အသိပညာဘိုးတူတာရမယ်ဆိုရင်ကျွန်တော်ရဲ့ TikTok ကို follow လုပ်သွားနိုင်တယ်ယခုတင်ထားတဲ့ဗီဒီယိုကိုလည်းတငယ်ချင်းတွေသိအောင်လို့ပြန်ပြီးတော့ sharing လုပ်ပေးလို့ရပါတယ်ခင်ဗျအဲ့လားလေးလာပြောပြပေးတာပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်နောက်ထပ်မှာသတင်းတူးတွေများထပ်ပြီးတော့ရလာခဲ့တယ်ဆိုရင်တော့ကျွန်တော်နောက်ဗီဒီယိုထပ်တင်ပေးပါမယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ